Ferrodi 147ฮะจะศึกษานิดนึงเช้านะนี่วันนี้ဒီကနေ့မနေ့မှာစာလံ149ခုမြောက်ကိုနည်းနည်းလေးထပ်ပြီးလေ့လာကြမယ်ဟောစိတ်ကြည်မွသောသူတို့ကိုနှစ်သိမ့်စေ၍သူတို့၏အနာကိုကုတော်မူ၏ဟောအဲကြောင့်ဒီနေ့ကျွန်တော်တို့ကျိုးပဲ့ကြည်မွသောစိတ်နှလုံးသားထဲမှာတကယ်ဟောကြည်မွတဲ့နှလုံးသားနဲ့စိတ်မှန်သောနောင်တနဲ့ဘုရားသခင်ထံပြန်လာခြင်းဟာအလုံးမတန်ဖိုးရှိတယ်ကျွန်တော်တို့လူမှာခန္ဓာစိတ်ဝိညာဉ်ရှိတယ်နော်ခန္ဓာရဲ့အနာယောဂါစိတ်ကအနာယောဂါဝိညာဉ်ရဲ့အနာယောဂါနော်ဒီအရာတွေကိုကုသပေးနိုင်တဲ့တူးတည်သောအရာကဘုရားသခင်ဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ကျမ်းစာမှာဗာပြောလဲဆိုတော့ငါသည်အနာငြိမ်းတော်အရှင်ဖြစ်တယ်လူတိုင်းမှာနာကျင်မှုတွေရှိတယ်နာကျင်တဲ့ဝေဒနာတွေရှိကြတယ်အချင်းချင်းစိတ်နာတာတွေရှိမယ်ကိုယ်တိုင်ကမမကြမ်းယောဂဝေဒနာတွေခံစားရတာတွေရှိမယ်ဒီနေ့ကျွန်တော်တို့ဝိညာဉ်ပိုင်းမှာလည်းအနာယောဂတွေရှိအဲကြောင့်ဒီနေ့ကျွန်တော်တို့ဒီအရာတွေအားလုံးကုသပေးမယ်အရှင်ကဘုရားသခင်ဖြစ်အဲကြောင့်ဘုရားသခင်ထံကိုတကယ်နောင်တနဲ့ကြိုးပဲ့ကြည့်မှတော့နှလုံးသားနဲ့ကျွန်တော်တို့တိုးဝင်ချင်းကပ်ပြီးမျက်မှောက်တော်ထဲမှာဝင်ရောက်လာတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုကုသပေးမှာဖြစ်တယ်အဲကြောင့်ဘုရားရဲ့ဝိညာဉ်ရေးကနည်းနည်းတဲ့အပိုင်းကိုကျွန်တော်တို့တိုးဝင်ကြည့်ပါအရန်ဝမ်းမြောက်ပြီးတော့မှတကယ်စစ်မှန်လို့ညီသက်ခြင်းကိုရမှာ။ဘာကြောင့်လဲဆိုတော့တန်ရှင်သောဝိညာဉ်တော်နဲ့မိသားရဖွဲ့တဲ့အခါဝိညာဉ်တော်ကကျွန်တော်တို့ပုံမှာစီးဆင်းလာတဲ့အချိန်မှာအဲ့လောက်ကောင်းတဲ့ fellowship ကဘာမှမရှိတော့အမြင့်ဆုံးသောဘုရားကဘာကြီးကိုဖန်ဆင်းတဲ့အရှင်သူကိုယ်တိုင်ကျွန်တော်တို့ရှိလာပြီးကျွန်တော်တို့နဲ့မိသားရဖွဲ့တာတော့ကောင်းတဲ့အရာဘာမှမရှိတော့ဘူးနော်။အဲ့ဒီနေ့ကျွန်တော်တို့ကြိုးပဲ့ကြည်မွားတဲ့စိတ်တကယ်စစ်မှန်သောနောင်တနဲ့ဘုရားသခင်ထံပြန်လာရင်ဘုရားသခင်ကအတိအမှတ်ပြုတယ်။ဒါကြောင့်အရင်တော့ကျွန်တော်တို့ဘာတွေဖြစ်ပျက်ခဲ့လဲတချို့ကအဲ့ဒီဖြစ်ပျက်ခဲ့တဲ့အရာတွေစဉ်းစားပြီးရှေ့ဆက်ဘာမှမလုပ်ချင်ကြတော့ရှေ့ဆက်ဘာမှမဆောင်ရွက်ချင်ကြတော့ငါတော့ပြင်းများတယ်ငါဟိုကလုပ်ခဲ့တယ်ဒီကလုပ်ခဲ့တယ်ငါဘဝအသက်တာမှာမပြည့်စုံဘူးမတန့်ရှင်းဘူးငါရှေ့ဆက်လုပ်လို့ရှိရင်ရောငါ့ကိုလူတွေလက်ခံနိုင်ပါမလားဆိုတာမျိုးတွေကျွန်တော်တို့အသက်တာတွေမှာဖြစ်တတ်တယ်။ဒါကြောင့်ဘုရားသခင်ကတဲ့နောက်မှာရှိတဲ့အရာတွေကိုထားခဲ့ပါရှေ့ကိုသွားပါဒီနေ့ကျွန်တော်တို့ဘဝအသက်တာမှာလဲကြတဲ့သူကိုဘုရားပြန်ထူတယ်။အဲကြောင့်အခြေအနေဘယ်လိုပဲရှိနေဘယ်လိုကျွန်တော်တို့လူတွေရဲ့စကားထက်ဘုရားရဲ့နှုတ်ကပတ်တော်ဘုရားစကားဘုရားလက်ခံဖို့အရေးကြီးတယ်။လူတွေလက်မခံဘာမှမဖြစ်ဘူးနော်။ဘုရားသခင်လက်ခံပြီဆိုလို့ရှိရင်အဲ့ဒီလူကဘယ်သူမှတားလို့မရတော့သူကသူဘုရားနဲ့ကျွမ်းဝင်ပြီးသူကသူဘုရားနဲ့ရှေ့ဆက်ပြီးအလုပ်လုပ်တဲ့အခါမှာဩဇာတွေနမိတ်လက္ခဏာတွေအများကြီးကျွန်တော်တို့တွေ့ရဆာလံဆရာတာဝိမင်းကြီးလည်းဒီလိုပဲသူလဲကြောင်ရတယ်ပြန်ထားတယ်ပြန်လုပ်ဘုရားစိတ်နဲ့ထိတွေ့တဲ့သူတဲ့သူကိုပြောတယ်ဘာကြောင့်လဲဆိုတော့သူကတကယ်နောင်တနဲ့ကြိုးပဲ့ကြည်မွားပြီးအမြဲတမ်းဘုရားနဲ့သူကျွမ်းဝင်တယ်ဘုရားနဲ့အချိန်ယူတယ်ဘာကြောင့်လဲဆိုသူငယ်လေးတွေကထိုးကြောင်းပြီးတော့မှစောင်းလေးနဲ့ဘုရားကိုချီးမွမ်းတယ်ဘုရားနဲ့မိတ္တဟာယဖွဲ့တယ်ဘုရားနဲ့အချိန်ယူတယ်သို့တော်ညာလဲသူဘယင်ကြီးဖြစ်လာတယ်ချီးမွမ်းခြင်းမပြတ်ဘူးဘုရားသခင်ကိုသူ့ရဲ့ပိတ်ပင်တိုင်းနေကျွတ်တဲ့အထိဘုရားကိုချီးမွမ်းတာဘုရားနဲ့ပတ်သက်လို့ရှိရင်အဲ့လိုအာကျုံးမှန်တဲ့သူကဘုရားကိုဆွဲကင်လာတာဖြစ်တယ်အဲကြောင့်သူ့အခြေအနေဘယ်လိုပဲရှိနေပြီလေစေလူတွေသူ့ကိုဆွဲချလို့မရဘူးရန်သူတွေသူ့ကိုတိုက်လှန်လို့မရဘူးရန်သူတွေသူ့ကိုဖြုတ်ချလို့မရဘူးဘာကြောင့်လဲဆိုတော့သူဟာအမြဲတမ်းဘုရားနဲ့အတူရှိပြီးတော့မှဘုရားစိတ်နဲ့ထိတွေ့တဲ့သူဖြစ်တယ်စိတ်မှန်သောနောင်တနဲ့ဘုရားထံလာတယ်ဘယင်ဖြစ်တော်ညာလဲသူဘယ်တော့မှကိုမချီးမြှောက်ဘူးဘုရားသခင်ကိုချီးမြှောက်တယ်ဘုရားကိုရစ်ပူဇော်တယ်ဘုရားနဲ့ပဲသူအသက်တာထဲမှာဝါလာတယ်ဒါကြောင့်သူ့ရဲ့စာလံကျမ်းကိုကြည့်တဲ့အခါမှာဘလို့အချိန်တွေပဲရောက်နေပြီစေသူဆက်ဆူလိုက်တဲ့စာလံတွေအံ့ဩစရာကောင်းတယ်အချိန်တွေအရာအားလုံးအထက်မှာဘုရားကိုပို့ပြုလာတာတွေ့ရတယ်အဲကျွန်တော်ဘုရားသက်တာမှာဘုရားကိုပို့ပြုပါ
အချိန်တွေဘယ်လိုပဲရှိနေမလို့စေကျွန်တော်အသက်တာထဲမှာနော်ဘယ်လိုပဲဖြစ်ပျက်နေမလို့စေဘုရားသခင်သာလည်းငါတို့ရဲ့အရှင်ဘုရားသခင်ကိုပဲကျွန်တော်တို့ဆွဲကပ်ထားဖို့လို့ဘုရားနဲ့ပဲတူသွားလာဖို့လို့အဲ့အချိန်မှာသင်ဝိညာဉ်ကမြင့်မာတယ်သင်ဝိညာဉ်ကဖြည်းဖြည်းနဲ့တိုးတက်လာအရှင်တော်ဝိညာဉ်တော်နဲ့များများမိသားဖွဲ့တဲ့အခါမှာသင်ရဲ့ကောင်းတဲ့အရာတွေသင်မြင်လာပြီးတော့မှစစ်မှန်သောနောင်တနဲ့ဘုရားသခင်ထံတိုးဝင်ချင်းကလာနိုင်မှာဖြစ်တယ်ကြည်မွသောသူတို့ကိုနှစ်သိမ့်၍သူတို့အနာကိုဥတော်မူ၏ဟာလေလုယာရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေ